မိမိဘာသာမိမိဖတ်နိုင်ဖို့အတွက်နီလန်လေးဖြစ်ပါတယ်ကလေးလည်းသင်လို့ရတယ်အင်္ဂလိပ်စာအတန်ထွက်အားနဲ့သူလည်းသင်လို့ရတယ်လူကြီးလည်းသင်လို့ရတယ်ဒီကျွန်မနဲ့အတူတူ PIE pie အတန်ဘာကြောင့်ထွက်တာလဲ CRY cry လို့အတန်ဘာကြောင့်ထွက်တာလဲ LIGHT like လို့ဘာကြောင့်ထွက်တာလဲပြီးလို့ရှိရင် CHIEF ကြတော့ chief လို့ဘာလို့ထွက်တာလဲ IE အတန်တူပြီမဲ့ FILD လည်း feel လို့ဘာလို့ထွက်တာလဲဆိုတာလေးကိုဒီနေ့ဗီဒီယိုလေးမှာလေ့လာကြည့်ကြပါမယ်ဗီဒီယိုခဏလေးနဲ့အင်္ဂလိပ်စာကျန်တဲ့စလုံးတွေမှာဖတ်တတ်သွားစေဖို့အမှန်ခံပါတယ်အဲ့ဒီတော့ကျွန်တော်တို့သွားကြပါမယ်နော် Okay ဒါဆို I အဲ့တော့ခေါင်းစဉ်က alternative IE sound အဲ့တော့ English မှာ I နဲ့ E ကိုမြင် two vowel စီးမြင်အရာကျွန်တော်တို့ကနော် two vowel စီးမြင်လာတဲ့ဖြစ်တဲ့အတွက် IE ကိုမြင်လို့ရှိရင်ရှေ့က vowel ကိုစကားပြောမယ်နောက်က vowel ကိုစကားမပြောဘူးဆိုသင်ခန်းစာလေးတွေကိုမျှဝေခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့ IE make နောက်က E ရဲ့စကားမပြောတော့ရှေ့က vowel ကိုနာမည်နဲ့ပဲဆိုမယ်ဒါကြောင့် IE make I sound I sound ဒါပေမဲ့တခါတည်းမှာ IE ကကျွန်တော်တို့က E ဆိုပြီးတော့ရှေ့သင်ခန်းစာလေးလည်းတခုမျှဝေခဲ့တာရှိတယ် IE ဒီ E အတန်ထွက်လို့ရတယ်အဲ့လိုမျိုးလည်းရှိပြန်တယ် IE က I လို့ဆိုလို့ရမယ်ချွင်းချက်တချို့သောစလုံးတွေမှာ E စလုံးတွေကจะနဲပြန်တယ်ဒါတွေကကျွန်တော်တို့ကမြင်ပါများတွေ့ပါများရင်သိသွားမယ်เนาะအဲ့တော့ fee ဆိုတာ gwin ပေါ့เนาะ gwin ပြင်ကျဲအဲ့တော့chief ဆိုတာကျတော့ကျွန်တော်တို့အကြီးကဲကိုပြောတာအဲ့တော့ chief feed အခြားသောစလုံးတွေရှိသေးတယ်ဒါနမူနာပြပြပေးတာပေါ့နော်ဒါဆိုရင် IE က pie ဆိုတာပန်းသီးရည်နဲ့ပန်းသီးရည်တစ်သီးတွေ strawberry သီးတွေတစ်သီးဘောင်းစုံနဲ့ဖုတ်ထားတဲ့ကိတ်မုံကိုကျွန်တော်တို့က pie လို့ခေါ်တယ်ဒါက Thai negative လဲစီးလေးပေါ့နော်လိညာသည်ဆိုလို့ရှိရင်လည်းLIE line နဲ့တုံးတာလည်းရှိရပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကI lie pie Thai အကုန်လုံးက IE ကို I အတန်ထွက်တာဖြစ်တဲ့အတွက်ဒါဒီစလုံးလေးကို lie pie Thai လို့ဖတ်သွားရခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာကျတော့ N မှာအရှိမစလုံးတွေ့လားအရှိမစလုံးပါအောင်မယ်အဲ့တော့နောက်ဆုံးကနေတဲ့ Y ပေါ့ ending Y as in ဘာအတန်ထွက်လဲဆိုအဲ့ဒီ ending Y နောက်ဆုံးက Y ကိုလည်းကျွန်တော်တို့ကI လို့ထွက်လို့ရတယ်နော်ဘယ်လိုရှင်က I ထွက်ရမှာလဲဆိုတော့ one syllable or two syllable ပါလို့ရှင် I ထွက်မယ်ဥပမာကျွန်တော်တို့က happy နော် two syllable ကနေ three syllable ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က E အတန်ထွက်မယ်အဲ့တော့ happy 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 အဲ့မှာကျတော့ကျွန်တော်တို့က Y ရဲ့အတန် E ထွက်တယ်အဲ့လိုမျိုးလေးရှိရပေါ့ဒါကနောက်တစ်ခုကကျကျွန်တော်တို့ E ထွက်မလား I ထွက်မလားဆိုတော့ Y ရဲ့အတန်ကိုဗီဒီယိုတစ်ပုဒ်ထပ်လုပ်ပေးမယ်ဒီဗီဒီယိုမှာကျတော့ ending Y ကိုဆိုလိုချင်တာရှင် one syllable ဆိုတော့အတန်တိုးတယ်တစ်ချက်ပဲကြားရတယ် fly try အဲ့လိုမျိုးပေါ့နော် my 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 ဆိုတော့ကျွန်တော်တို့က my လို့ပြောတာ English မှာ my လို့ပဲသူကသုံးပါတယ် my name is my name is လို့ English ကမသုံးဘူးအဲကြောင့်မလို့ my ဆိုတဲ့အတန်ကိုပို့ထည့်ရတယ်ပေါ့နော်ဘာလို့လဲ y ရဲ့အတန်က I လို့ကျွန်တော်တို့ယူလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ c ရဲ့အတန်က k r I cry t r I try I fly ဖြစ်ပါတယ် I dash magic I dash magic e ဆို dash ဆိုတဲ့နေရာမှာကျွန်တော်တို့ကစကလုံးတစ်လုံးအဆင့်ပြေရလေးဝင်သွားမယ်အဲ့တော့ I dash magic e ကိုမြင်လို့ရှိရင်လည်းဘယ်သူအတန်ပဲဆိုရမှာလဲဆိုတော့ I ဆိုတဲ့အတန်ပဲဆိုရမယ်ဒါကြောင့်မလို့ BIKE bike စပိန်လို့ကျွန်တော်တို့ဖြစ်လာမှာလေ LIKE like တို့နော်ပြီးရင်ဒီမှာမရှိအောင်လဲ LIME lime တမရသေးတို့ LINE line မြင်ကြောင်တို့အများကြီးရှိတယ်ပေါ့နော် MIKE mic တို့ပြီးရင်ပြီးလို့ရှိရင်မရှိအောင်လဲ TIME time တို့အဲ့လိုမျိုးအများကြီးရှိတယ်အဲ့တော့ဘာဖြစ်လို့ထွက်တာလဲဆိုတော့ I dash magic e I လေးဒီနော် vowel တစ်လုံးဒီစလုံးတစ်လုံးကြော်ပြီးတော့ magic e နဲ့တွားပြီးတွဲနေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့က IE ရဲ့အစွမ်းနဲ့ I လေးကို long vowel အဖြစ်ရေးဆိုရတယ်သူ့ရဲ့နာမည်အဖြစ်ရေးဆိုရတယ် I ဆိုပြီးရေးဆိုရတယ်ဒါကြောင့်မလို့ဒီ I လေးကိုတယောက်တည်းမြင်လို့ရှိရင်လည်းကျွန်တော်တို့က IN ကလို့ it လို့မထွက်ဘဲနဲ့ I ရဲ့အတန်ကို I ဥပမာ for example HI ဆိုကျွန်တော်တို့က hey လို့မထွက်ဘူး HI ဆို hi အဲ့ဒီ I ကို long vowel sound နဲ့နာမည်နဲ့ထွက်တာကို English မှာ long vowel sound လို့ခေါ်တယ်အဲ့တော့အခုလေဒီမှာလဲအဲ့ဒီတိုင်းပဲ I dash magic e ဆိုလို့ရှိရင်လေဒီလို dash တစ်လုံးခံမဲ့ဒီနေရာမှာကျွန်တော်တို့က I ရဲ့နေရာမှာဥပမာဒီမှာ T I M ဆိုတော့ဘာဖြစ်သွားမလဲဆိုတော့ I က t it မဟုတ်ဘူး t I ဒီမှာ magic e လေးရဲ့စွမ်းကြသူ့ရဲ့အတန်ကပြောင်းသွားတယ်ဒါကြောင့် I time ဖြစ်သွားတယ်ဒါသားမီးတို့နော်အဲ့တော့အခုစာဖတ်နေအခုဒီဗီဒီယိုလေးကြည့်တဲ့သူတွေကလည်းအဲ့ဒီစလုံးလေး I ကတစ်လုံးကြော်ပြီးတော့ E နဲ့တွဲလာတယ်ဆိုလို့ရှိရင် I လို့အတန်ဖတ်ရတယ်ဆိုတာလေးကိုနားလည်သွားမယ်ထင်ဒါဆို I ရဲ့ G ရဲ့ H ရဲ့ line ကိုအရှိသင်ခန်းစာတွေကိုကျွန်တော်တို့လေ့လာခဲ့ပြီးပြီဆိုလို့ရှိရင် I ရဲ့အတန်က G ရဲ့အတန်က g H ရဲ့အတန်ကမောတဲ့အတန်အဲ့ဒီ3တန်ပေါင်းရင်အတန်3တန်ထွက်လာတော့ဘူးအတန်တစ်တန်အသစ်ထွက်လာတယ်ဘာအတန်လဲဆိုတော့ I ရဲ့ G ရဲ့ H ရဲ့က I အတန်ထွက်မယ် IE အတန်နဲ့အတူတူဖြစ်ပါတယ် IE အတန်နဲ့ဒါကြောင့်မလို့ကျမတို့က HIGHT height FIGHT fight LIGHT light အလင်းရောင်
အဲ့လိုမျိုးသုံးလို့ဖြစ်ပါတယ်เนาะဒါဆိုရင်ကျမတို့က light တို့ဘာလို့ထွက်တာလဲဆိုတော့ IE အတန်နဲ့တူတဲ့ alternative ဆိုလို့ကျင်တာကတန်တူကြောင်းကဲဝါဟာရဖြစ်တဲ့အတွက်ကျမတို့က IGH ပါတဲ့စကားလုံးတွေအကုန်လုံးလဲ I လို့အတန်ထွက်ရတာဖြစ်ပါတယ်ကဲနောက်ဆုံးကကြတော့ကျမစောစောကပြောထားတဲ့အတိုင်းပဲ IE ကတချို့သောစကားလုံးတွေမှာ E လို့အတန်ယူပါတယ်ဒါကြောင့် IE ကအမြဲတမ်း I နဲ့ထွက်မှာမဟုတ်ဘူးဒါများသောအပြင်စလုံးတွေကတော့ I ထွက်တယ် IE ကို I ထွက်တယ်တချို့သောစလုံးတွေချွင်းချက်အနေငယ်ရှိတယ်အဲ့ဒါကြောင့်ကျမတို့က E လို့ထွက်ရတယ်ဥပမာဆိုလို့ရှိရင် chief တို့ field တို့เนาะအခြားသောစလုံးတွေလည်းရှိပါသေးတယ်အဲ့တော့ဒီထဲမှာတခြားသော IE ဆောင်းကို E နဲ့ထွက်တဲ့စလုံးတွေစလုံးကိုချက်ချင်းလိုက်ငင်ရတယ်ဆိုလို့ရှိရင်လည်းအောက်မှာ comment လေးမှာတစ်ချက်ရေးကျမတို့ဒီစလုံးလေးသိတယ်เนาะဆိုပြီးကျမတို့မျှဝေပေးခဲ့เนาะအဲ့တော့နောက်ထပ်ဗီဒီယိုမှာကျတော့vowel မှာ a e i ဆိုတော့နောက်ထပ် o အတန်နဲ့ u တန်ချန်နဲ့အဲ့ဒါလေးကိုထပ်မျှဝေပေးပါမယ်ဒီနေ့ဗီဒီယိုလေးကဒီဗီဒီယိုလေးကြည့်တဲ့သူအနေနဲ့အင်္ဂလိပ်စလုံးကိုကဘယ်လိုဖတ်တယ်ဆိုတာကိုသိသွားမယ်လို့ထင်ပါတယ်နောက်တစ်ခုကနောက်ထပ်ကိုမသိတဲ့စလုံးတွေဖတ်လို့ရှိရင်လည်းဒီနီလန်လေးကိုသုံးပြီးတော့ဖတ်ပါနော်ဘယ်ရမဆိုသင်လို့ရပါတယ်အဲ့တော့အင်္ဂလိပ်စာကောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ phone နဲ့နီလန်လေး phonetic ကနည်းနည်းခက်တယ်လေ့လာရတာခက်ခဲတယ်ဆိုရင်ဒီ phone နဲ့နီလန်လေးနဲ့ပျော်ရွှင်နဲ့ကျွန်မရဲ့ဒီ channel လေးကို like လုပ်ပြီးတော့ like ခဲ့ပြီးတော့သင်ပေးပါကျွန်တော်တို့2လ3လအတွင်းမှာပဲတိတိတသားတက်မြောက်သွားပါလိမ့်မယ်နော်ဟုတ်ကျေးဇူးပါ